ရှင်။ဖို့ဖို့မြန်မာ channel ကနေပြီးတော့ပရိသတ်ရဲ့အားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေအတွက်ကျမရင်းနဲ့ဘုဒ္ဓသာရောက်ပေးအားဒါရီကိုတက်ဆက်ပေးနေအောင်ပဲဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတော့ကိုယ်ဝန်ဆောင်ယူဆအမကိုမျိုးအကြောင်းကိုတက်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။အမေများအနေနဲ့ကိုယ်ဝန်ဆောင်ကာလဆိုတာစိတ်လို့ရှာဖို့အကောင်းဆုံးနဲ့မျှော်လင့်ချက်တွေပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲမိခင်တချို့ဟာကိုယ်ဝန်ဆောင်ချိန်မှာအယူဆအမများနဲ့အယူတီးမှုများရှိတတ်ကြပါတယ်။ဥပမာငါကိုယ်ဆောင်တဲ့အချိန်ကော်ဖီတောက်ရင်ကလေးကအညိုစက်တွေနဲ့မွေးလာမှလား။လာတဲ့ချိန်ကိုကြည့်မရင်အင်္ဂါချွယွန်းစွာမွေးလေးမလားဆိုတဲ့အယူဆတွေပါ။ဒီထက်ပိုပြီးတော့မရတွက်နိုင်တဲ့အယူတီးမှုတွေအယူဆအမားတွေနဲ့ရွှေအမျိုးသမီးများလက်ဆင့်ကဲပြောပြခဲ့တဲ့ပုံပြင်တွေကိုကိုယ်ဆောင်အမျိုးသမီးတွေကမာရွတ်စွာလက်ခံနေကြတော့မှာပဲ။ဒီတဲကမှလူသိများတဲ့ကိုယ်ဆောင်ယူဆအမားကိုခုတော့ရှင်းလင်းအောင်ပြောပြပေးသွားပါမယ်။နံပါတ်1ချက်ကလေးလွယ်ထားသောဘိုက်ကိုပုတ်ပေးခြင်းတရုတ်ပြည်မှာရှိတဲ့ရွှေအမျိုးသမီးတွေကတော့ကိုယ်ဆောင်တွေကိုမိမိရဲ့တပြေးပြေးကြီးမားလာတဲ့ဘိုက်ကိုမပုတ်သင့်ဘူးလို့ပြောကြပါတယ်။ကိုယ်ဆောင်အမျိုးသမီးကသူ့ဘိုက်ကိုပုတ်မယ်ဆိုရင်ကလေးဖြတ်ချတတ်တယ်လို့ပြောကြပါတယ်။ကိုယ်ဆောင်ကာလ10ပတ်လောက်ရှိပြီဆိုရင်ကလေးတရေတာဟာထိတွေ့မှုကိုခံစားနိုင်ပြီးမိခင်ရဲ့ဝမ်းဘိုက်ကိုတွန်းနေတတ်ပါပြီ။နံပါတ်2လက်ဆောင်တွေမပေးပါနဲ့။အချို့သောယဉ်ကျေးမှုတွေမှာကလေးမမွေးခင်လက်ဆောင်တွေဝယ်ခြင်းပေးခြင်းလက်ဆောင်ရရှိခြင်းတို့ကြောင့်ကဲမကောင်ဖြစ်ခြင်းတို့နဲ့နတ်ဆိုးတွေကိုဖိတ်ခေါ်တယ်လို့ဖြစ်တတ်ပြီးကလေးမွေးရခက်စီပါတယ်တဲ့။ပေါ်ချက်တွေကိုယုံကြည်တဲ့သူတွေကတော့ဒီအယူတီးမှုကိုပို့ပြီးတော့လက်ခံပါတယ်။အဲဒီတိုင်းပဲကလေးဟာစောစောမွေးရတော့မယ်လို့ကြော်ညာလိုက်ရင်လေကလေးရဲ့ဝိညာဉ်ဟာလွင့်သွားပြီးမွေးရခက်တာတော့ဖြစ်နိုင်ပါတယ်တဲ့။အဲ့ဒါတွေကလည်းအကျိုးကြောင့်ပေါ်နားလွယ်မှုလွဲနေလို့ပဲဖြစ်ပါတယ်။ကိုယ်ပြတ်ကြခြင်းဟာဒုတိယ3လနဲ့တတိယ3လအတွင်းမှာ3လပတ်အတွင်းမှာပိုဖြစ်များပါတယ်။ကလေးမွေးမှာကိုကြိုးကျင်ညာတာလောက်နေတော့ကလေးမွေးရခက်တာတော့မဖြစ်နိုင်ပါဘူး။နံပါတ်3အကျဉ်းတန်သောတရိษံများတချို့သောယဉ်ကျေးမှုထုံးစံများရဲ့ရှေ့မျိုးသမီးများရဲ့ပြောကြားချက်အရကိုယ်ဆောင်တဲ့အခါအကျဉ်းတန်တဲ့တရိษံတွေကိုကြည့်တဲ့အခါမှာမွေးလာတဲ့ကလေးဟာလည်းအဲဒီတရိษံတွေရဲ့ရုပ်အကျွမ်းနဲ့တူတတ်တဲ့လူသားတွေမွေးတဲ့ကလေးတွေဟာဘလို့မှအဲဒီတရိษံတွေရဲ့ရုပ်ကျွမ်းနဲ့တူမှမဟုတ်သလိုအဲဒီယူဆကိုတတိပြနိုင်သေးရလည်းမရှိသေးပါဘူး။နံပါတ်4လာရဲ့တယောက်မှုကိုယ်ဆောင်လောကမှာခိုင်မာစွာယက်တီလျက်ရှိတဲ့အယူတီမျိုးတွေတင်မှာတော့လာပြည့်နေ့မှာကလေးတွေပူမွေးကြတဲ့တချို့သောကျမရေးဝန်တန်းတွေနဲ့စီယုံမှာလှုပ်လှုပ်နေကြသူတွေတောင်ဒီယူတီမှုကိုလက်ခံထားကြရတယ်။သိပ္ပံပညာရှင်များကတော့ဒီလာပြည့်တဲ့အချိန်တွေနဲ့ကလေးမွေးဖွားမှုနှုန်းကိုဘလို့မှဆက်လို့မရသေးပါဘူး။နံပါတ်5စပင်းနဲ့ကလေးမွေးဖွားမှုအပေါ်တရားမှုအမျိုးသမီးတယောက်ဟာကိုယ်ဆောင်နေချိန်စပင်းညှက်လိုက်တဲ့အခါမှာမွေးလာမယ့်ကလေးရဲ့အမြင်အာရုံကိုထိခိုက်စေတယ်လို့ယူဆကြပါတယ်။ဒီယူတီးမှုဖြစ်တဲ့စပင်းအလျားနဲ့ကလေးမွေးဖွားမှုဟာဘလို့မှအဆက်ဆက်မရှိပါဘူး။အငင်းပွားစရာတစ်ချက်ကလည်းအမျိုးသမီးတွေဟာကိုယ်ဆောင်ရင်စပင်းအယောင်စိုးတင်ပါတယ်တဲ့။ဘလို့ပဲရှေးလူကြီးတွေကနေပထမဆုံးကိုယ်ဆောင်တဲ့အခါစပင်းအယောင်စိုးတင်တယ်လို့ပဲပြောစပင်းအယောင်နဲ့ကလေးမွေးဖွားမှုဟာဘလို့မှဆက်လို့မရပါဘူး။ဓာတ်ပြဆရာဝန်တွေကတော့ကိုယ်ဆောင်စပထမဆုံး3လအတွင်းမှာစပင်းစီမစိုးတင်လို့တတိပေးထားပါတယ်။နံပါတ်6ကျိုးနဲ့ချက်ကျိုးတချို့သောထုံးတလေးတွေရဲ့အယူဆများကကိုယ်ဆောင်အမျိုးသမီးတူအနေနဲ့ကျိုးတွေကိုကြော်ခွသွားတာမျိုးရှောင်ချခိုင်းပါတယ်။ဘာကြောင့်လဲဆိုတော့အဲဒီကြော်ခွတဲ့အခါမှာဗိုက်တရကလေးကိုချက်ကျိုးနဲ့လဲပင်ကိုပတ်စီတလို့ပါတယ်။ဒီနေ့လိုတိုးတက်လာတဲ့ခေတ်ကြီးမှာတော့လက်စီဝါယာကျိုးတွေကိုလည်းရှောင်ခိုင်းတဲ့သူတွေရှိပါသေးတယ်။တချို့ယူဆတွေကလည်းကိုယ်ဝန်ဆောင်အမျိုးသမီးတွေခေါင်းပေါ်လက်မြောက်တာမျိုးကိုလည်းရှောင်ကြဉ်ခိုင်းပါသေးတယ်။ကလေးကိုချက်ကျိုးနဲ့လေပင်ကိုပတ်စီတက်လို့ပါတဲ့အဲဒီယူဆတွေဟာသိပ္ပံနည်းအရတော့အခြေမြင့်မရှိတဲ့အယူဆတွေဖြစ်ပါတယ်။နံပါတ်9အပူဆက်များကိုရှောင်ကြဉ်ခြင်းရွှေယူဆများအရကိုယ်ဝန်ဆောင်ချိန်မှာအပူဆက်များကိုဆိုင်ရင်မွေးလာမယ့်ကလေးရဲ့မျက်စိကိုထိခိုက်စေနိုင်ပြီးတော့မျက်စိကန်းသွားတဲ့အထိဖြစ်နိုင်တယ်ဆိုပြီးတော့ပြောကြပါတယ်။အဲ့ဒီအပြင်ကလေးမွေးတဲ့အခါမှာလည်းဒီပူဆက်တဲ့အစားအစာတွေကပိုပြီးခက်ခဲစေတယ်လို့လည်းဆိုကြပါတယ်။အဲ့ဒီအထင်မြင်တွေကအမှန်ကန်တယ်လို့ထင်မြင်ရပေမဲ့တကယ်တော့မမှန်ကန်ပါဘူး။ပူဆက်တဲ့အစားတောက်တွေဟာကိုယ်ဝန်ဆောင်မိခင်ကိုကလေးမွေးဖွားလာတဲ့အခါမှာရင်ပူရင်စာဖြစ်တာကိုသာတုံ့ပြန်စေတာပါ။နောက်ပုံပြန်တစ်ခုဆိုရင်ကိုယ်ဝန်ဆောင်မျိုးသမီးတို့ရင်ပူရင်စာခဏဖြစ်ရင်မွေးလာမယ့်ကလေးကစပင်တွေတောင်ပူချိုတက်တယ်လို့တော့ပြောကြတဲ့။နံပါတ်10မနက်ပိုင်းနာမကျက်ဖြစ်ခြင်းရှေးယူဆများအရမနက်ပိုင်းနာမကျက်ဖြစ်တာပြင်းထန်လေ
မင်းကလေးဖြစ်ဖို့များလေဆိုပြီးတော့နာမည်ကြီးပါတယ်။ဒါပေမဲ့သူတည်တနာတွေအရတော့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားစရာအကြောင်းရင်းတစ်ခုရှိပါတယ်။2004ခုနှစ်ကစာတမ်းတစ်ခုကတော့သမီးမင်းကလေးမွေးထားတဲ့သူတော်တော်များများဟာကိုယ်ရဆောင်ချိန်အတွင်းမှာမနက်ပိုင်းနာမကျက်ပြည့်ချိန်ပြိုအန်ချန်တို့ကြောင့်ကျမရေးဆောင်ရှောက်မှုပိုယူရလေးရှိပါတယ်။နောက်ဆုံးချက်ကတော့မိခင်ရဲ့တယောက်ရဲ့လာရှေးယူစားရမင်းကလေးတွေဟာသူတို့မိခင်ရဲ့အလားကိုစုပ်ယူသွားတဲ့အတွက်ကြောင့်သမီးမင်းကလေးတွေကိုယ်ဝန်ဆောင်ရဲ့မိခင်တွေဟာပုံမရိုးဆိုးသွားတယ်လို့ပြောကြတယ်။နောက်ဆက်ကျင်ဘက်တကူကတော့ကိုယ်ဝန်ဆောင်မိခင်တွေပိုလာလာရဲ့တာယောက်ကြားလေးလွဲထားလို့ပဲဆိုပြီးပြောကြတယ်။တကယ်တော့အမျိုးသမီးတွေဟာကိုယ်ဝန်ဆောင်နှစ်ခါမှာဖျားနာလို့ပဲဖြစ်ဖြစ်ဟော်မုန်းအပြောင်းလဲကြောင့်ပဲဖြစ်ဖြစ်ဗိုက်ထရကလေးလေးကကံလို့ပဲဖြစ်ဖြစ်မိခင်တွေဟာပင်ပန်းလွန်ပြီးမျက်နှာမှာဝက်ချန်တွေထွက်လာတတ်ပါတယ်။အထူးသဖြင့်ကိုယ်ဝန်ဆောင်ကစားပထမ3လမှအဖြစ်များပါတယ်။လှပတဲ့မိန်းကလေးအများစုဟာကိုယ်ဝန်ဆောင်ချိန်မှလည်းလှနေတော့မှာပဲ။အဲဒါကြောင့်မလို့ကိုယ်ဝန်ဆောင်အမျိုးသမီးတို့လှပချိန်ရိုးဆိုးသားခြင်းဟာတာယောက်ကြားလေးတို့မဟုတ်သမီးမိန်းကလေးကိုကိုယ်ဝန်ဆောင်ရတဲ့အပေါ်မှာမမူတည်ပါဘူး။ဒါရီကတော့မာယွန်နဲ့အစာတွေဖြစ်ပါတယ်။ဒါရီကတော့မာယွန်နဲ့ယူစားတွေဖြစ်ပါတယ်။အခြားယူစားမာရီလည်းရှိမှာပါ။ကို့ဘာသာချင်းချင်းပြီးယုံကြပါလို့အကြံပေးပြစေ။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ကိုဝန်စားယူစားမှာကုခုကြောင့်ကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီယူစားကုခုဟာဆိုရင်တာယောက်ကြားလေးတို့မဟုတ်သမီးမင်းလေးကိုမေးဖွားခြင်းနဲ့မတိုင်ဆိုင်ပါဘူးနော်။ဒါမာယူနဲ့အယူစားတွေပဲဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေလည်းတရားအောင်လို့ဒီဗီဒီယိုလေးကနေပြီးတော့အများကြီးတင်ဆက်ပေးရခြင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ပရိသတ်တွေအနေနဲ့ဒီမာယူနဲ့ယူစားတွေကိုသိရှိနားလည်လောက်ပြီးလို့ထင်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်ကျမကြီးနဲ့ဘိုးတူတာရဝဲအကြောင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်တော်ရီတနိုင်မလို့တဲ့သိရှိနိုင်ဖို့အတွက်ဘီနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါဦးရှင်။အစိုးရအပိတ်ကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။